နာနီယာ3ရဲ့အစမှာတော့စစ်မှုထမ်းမှုစည်ရင်းပေးနေတဲ့အက်ကိုတွေ့ရမှာပါဒါပေမဲ့သူ့အသက်က16နှစ်မပြည့်သေးတာကြောင့်စည်ရင်းလိန်ထားပါတယ်အဲ့ချိန်မဲ့လူစီရောက်လာပြီးတော့အက်ကိုအိမ်မှုကိစ္စလုပ်ပေးဖို့လာပြောတာကြောင့်သူစည်ရင်းလိန်ထားတယ်ဆိုတာပေါ်သွားပါပြီအက်ကလည်းဘရင်ဖြစ်ပြီးစစ်ပွဲတွေတောင်ဦးဆောင်ခဲ့တဲ့သူကိုဘာဖြစ်လို့စစ်ထဲပေးမွင့်တာလဲဆိုပြီးတော့စိတ်ဆိုးနေပါတယ်လူစီကတော့အက်ပြောတာကိုနားမထောင်မနဲ့ဘေးနားမှာရှိတဲ့အတွဲကိုပဲစိတ်ရောက်နေပါတယ်လူစီလည်းအတွဲတွေကကောင်မလေးလှုပ်တယ်လို့သပင်လေးတက်ကြည့်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်တူအိမ်ပြန်လာခဲ့ပါပြီအခုသူတို့နှစ်ယောက်နေတဲ့နေရာကတော့တောမျိုးတစ်မျိုးမှာဖြစ်ပြီးတော့အတော်အိမ်မှာနေတာပါအက်ကလည်းဝမ်းကွဲညီနဲ့အိယာမြသုံးပါတယ်ဝမ်းကွဲညီကလည်းအတူကိုမကြိုက်တာကြောင့်ညီမျိုးစုံနဲ့ပြဿနာရှာလေးရှိပါတယ်ဝမ်ဝင်းကြီးရဲ့နာမည်ကတော့ Uste ပါအခုလဲ Uste ကအတူကိုပြဿနာရှာတာကြောင့်အနဲ့ Uste နဲ့ Uste ရဲ့ခန်းထဲကိုသွားပြီးတော့ရန်ဖြစ်ကြပါပြီလူစီကလည်းအတူနှစ်ယောက်ကိုလာဆွဲပါတယ်အဲအချိန်မှာပဲခန်းထဲမှာရှိနေတဲ့ပင်လယ်ပုံပကြီးကားကအသက်ဝင်လာပြီးတော့ရေတွေရှန်ကြလာပါတယ်လူစီတို့ကတော့နာနီတာကသူတို့ကိုလာစီချင်နေပြီဆိုတာကိုရိပ်မိလိုက်ပါတယ် Uste ကတော့ပကြီးကားကနေထိုင်ရေတွေရှန်လာလို့ကြောက်နေပါတယ်ဒီလိုနဲ့အခန်းကြီးပြည့်သွားပြီးတဲ့နောက်မှာတော့အတူ3ယောက်လုံးနာနီယာရဲ့ပင်လယ်ပြင်ကြီးတွေကိုရောက်သွားပါပြီ။နာနီယာရဲ့စစ်သင်္ဘောကလည်းသူတို့နားကိုရောက်လာပါတယ်။သင်္ဘောပေါ်ကလူတွေကလည်းလူစီတို့ကိုမြင်တာကြောင့်ဆင်းခဲ့ပါတယ်။သင်္ဘောပေါ်ပါလာတာတော့ခြားသူမဟုတ်ပါဘူး။ကက်စပီယန်ပါပဲ။လူစီတို့ကလည်းကက်စပီယန်နဲ့တွေ့ရတာကြောင့်အယမ်းပြုံနေကြပါတယ်။ယူစတီကတော့သင်္ဘောပေါ်ရောက်ပြီးမှစကားပြောတဲ့ကြွက်တွေနွားတွေနဲ့တွေ့ပြီးတော့အကြောက်လွန်လို့သတိလစ်သွားပါပြီ။ကက်စပီယန်လည်းလူစီတို့ကိုသူတို့ရဲ့ကိုယ်ပိုင်လက်နက်တွေနဲ့ပစ္စည်းတွေအားလုံးကိုပြန်ပေးပါတယ်။အကူလည်းပီတာရဲ့ဓာတ်ကိုလက်ဆောင်ပေးပါတယ်။ဒါပေမဲ့အက်ကတော့အဲ့ဓာတ်ကကက်စပီယန်ဟာဆိုပြီးတော့မယူပါဘူး။လူစီတို့လည်းကက်စပီယန်ကိုစစ်တွေဘာတွေဖြစ်နေလားလို့မေးကြည့်ပါတယ်။ဒါပေမဲ့ဘာစစ်ပွဲမှတော့ဖြစ်မနေပါဘူး။အဲ့လဲစစ်မဖြစ်ပဲငိမ့်ချမ်းနေတဲ့နာနီတာကဘာဖြစ်လို့များသူတို့ကိုဆင့်ခေါ်လိုက်တာလဲဆိုပြီးတော့အုံနောက်ခြောက်သွားပါပြီ။အဲ့လဲကက်စပီယန်ကိုဘယ်သွားနေတာလဲလို့မေးကြည့်ပါတယ်။ကက်စပီယန်ကလည်းသူ့အဖေမတည်ခင်ကသူ့အဖေစီမှာအမှုထမ်းခဲ့တဲ့သခင်9ယောက်ကိုလိုက်ရှာမလို့ပြောပါတယ်။အမှန်တော့အဲ့ဒီသခင်9ယောက်ကကက်စပီယန်ဦးလေးရဲ့တစ်စပေါက်ပုံကံမှုကြီးမတိုင်ခင်မှာထွက်ပြေးသွားကြတာပါ။ဒါကြောင့်ကက်စပီယန်ကသခင်9ယောက်ကိုနန်းတော်စီပြန်ခေါ်ဖို့ရွက်လွင့်ခီးထွက်လာတာပါပဲ။တိတ်မကြလိုက်ခင်မှာပဲသူတို့တင်မော်လဲသခင်တွေထွက်သွားတယ်ဆိုတဲ့လုံကျွန်းစီရောက်လာပါပြီ။လုံကျွန်းဆိုတာကတော့ကျွန်းငယ်လေးကိုပြောတာပါ။ကက်စပီယန်ကလည်းအဖေဖြစ်သူရဲ့တစ္ဆာတော်ခံသခင်ကြီးတွေကိုတွေ့ရတော့မယ်ဆိုပြီးတော့ဝမ်းသာနေပါတယ်။ဒါပေမဲ့သူဝမ်းသာလို့မဆုံးခင်မှာပဲအက်ကတခုခုကိုသတိထားမိသွားပါတယ်။အဲ့ဒါကတော့လုံကျွန်းပေါ်မှာနာနီရဲ့အလံရှိမနေတာပါ။ဒါကိုသိရတဲ့အချိန်မှာကက်စပီယန်လည်းကျွန်းနဲ့ပတ်သက်ပြီးတော့ပြဿနာရှိနေပြီလို့ရိပ်မိလိုက်ပါတယ်။တိတ်မကြခင်မှာတော့ကက်စပီယန်တို့အားလုံးကန့်ကက်ကြပါပြီ။ကက်စပီယန်လည်းသင်္ဘောကပတိန်နဲ့ရီပီချီတို့ကိုသင်္ဘောပေါ်နေခဲ့ဖို့မှားပါတယ်။ကက်စပီယန်လူစီနဲ့ဦးစတေတို့ကတော့ကျုံးမော်ကိုတက်ကြမှာပါတကယ်လို့မိုးတောက်လို့မှသူတို့ပြန်မလာသေးရင်ကျုံးမော်ကိုတက်ဖွဲ့တွေခေါ်ပြီးတော့လိုက်လာဖို့လည်းပြောပါတယ်ကျုံးကြီးကတော့တိတ်ဆိတ်နေတာပါကက်စပီယန်တို့လည်းကျုံးမော်မှာရှိနေတဲ့နန်းတော်တွေကိုဝင်ကြဖို့လုပ်ပါတယ်ဒီအတွက်လည်းဦးစတေကိုအပြင်မှာကင်းဆောင်ထားခဲ့ကြပါသေးတယ်နန်းတော်တွေရောက်ချိန်မှာတော့ကက်စပီယန်တို့3ယောက်စာအုပ်တို့ကိုတွေ့ပါတယ်စာအုပ်ထဲမှာရေးထားတာကတော့များပြားလာတဲ့လူတွေရဲ့နာမည်ပါကက်စပီယန်လည်းကျုံးမော်မှာစိုးမိုးနေတာကကျွန်းကုန်းတွေဖြစ်မယ်ဆိုတာကိုရိပ်မိသွားပါပြီဒီချိန်မှာပဲကျွန်းကုန်းတွေရောက်လာပြီးတော့သူတို့ကိုဖမ်းဖို့လုပ်ပါတယ်ကက်စပီယန်တို့ကလည်းကျွန်းကုန်းတွေနဲ့အပြိုင်ဆိုင်တိုက်ခိုက်ကြပါတယ်ဒါပေမဲ့လည်းကျွန်းကုန်းတွေကတယောက်ကဥစတီကိုတစားကန်လှုပ်လာတာကြောင့်ကက်စပီယန်တို့ပဲလက်နဲ့ချလိုက်ရပါတယ်ကျွန်းကုန်းတွေလည်းကက်စပီယန်နဲ့အက်တို့ကိုမြောက်အချင်းတိုက်ထဲမှာဖမ်းထားလိုက်ပြီးတော့လူစီနဲ့ဥစတီတို့ကိုတော့ရောင်းစားဖို့ခေါ်သွားကြပါတယ်အချင်းတိုက်ထဲရောက်နေတဲ့ကက်စပီယန်တို့လည်းထွက်ဖို့လုပ်ပါတယ်ဒီချိန်မှာအဖိုးကြီးတယောက်ကဒီအချင်းတိုက်ကနေထွက်လို့မရနိုင်ဘူးလို့လာပြောပါတယ်အဲ့ဒီအဖိုးကြီးကတော့ပျောက်ဆုံးသခင်9ယောက်ထဲကတယောက်ပါအဖိုးကြီးလည်းကက်စပီယန်ကိုဘယင်မန်းသိတာနဲ့အယုံသေးပေးပါတယ်သူတို့စကားပြောနေတော့မှတော့မိုးလဲလင်းလာပါပြီအပြင်မှာလဲစူညံဘော့လောရိုက်နေပါတယ်စူညံဘော့လောရိုက်တယ်ဆိုတာကလည်းတခြားမဟုတ်ဘဲနဲ့ရောင်းစားလို့မရတဲ့ကျွန်းတွေကိုလဲနဲ့ခေါ်သွားရတာကစူညံနေတာပါရောင်းမရတဲ့ကျွန်းတွေကလည်းပင်လယ်ကန်းဆက်ရောက်တော့လေတစည်းပေါ်တက်ပြီးတော့ပင်လယ်ထဲသွားရပါတယ်ပင်လယ်ရေပြင်ထဲရောက်တဲ့အခါမှာတော့ဘာမှမသိတဲ့မြူစိမ့်စိမ့်တွေပေါ်လာပြီးအဲလူတွေလေးပျောက်ကွယ်သွားပါတယ်ဒါကိုအစဆုံးမြင်လိုက်ရသူကတော့ကက်စပီယန်နဲ့အက်တိုပါကက်စပီယန်လည်းမြူတွေကဘာတွေလဲဆိုပြီးတော့သခင်ကြီးကိုမေးကြည့်ပါတယ်သခင်ကြီးကလည်းမြူကဘာလဲဆိုတာသူလည်းမသိကြောင်းနဲ့ကျန်တဲ့သခင်6ယောက်ကမြူရီရဲ့အရင်းမြစ်ကိုရှာဖို့သွားရကနေအခုထိပြန်မလာသေးကြောင်းပြောပြပါတယ်။အဲချိန်မှာလူစီတို့ကတော့ရောင်းစားတောင်ခံနေရပါပြီ။ကံကောင်းကျင်တော့ဒီချိန်မှာပဲရီဘီချီနဲ့တင်မောကပတိန်တို့ရောက်လာပြီးတော့သူတို့လာခဲ့ပါတယ်။ရီဘီချီတို့ကျေးဇူးကြောင့်လူစီတို့အားလုံးလည်းလွတ်မြောက်သွားပြီးတော့ကျွန်းကုန်းတွေကိုလည်းနှိမ်နှင်းလိုက်နိုင်ပါပြီ။ကက်စပီယန်လည်းမြူရီနောက်လိုက်ပြီးတော့သခင်6ယောက်ကိုဆက်ရှာဖို့လုပ်ပါတယ်။ကျွန်းအဖြစ်ရောင်းခံလိုက်ရတဲ့မိန်းမတယောက်ရဲ့ခင်မွန်းကလည်းကက်စပီယန်တို့နဲ့လိုက်ခဲ့မယ်လို့ပြောပါတယ်။မင်းသမီးလေးဖြစ်တဲ့ဂေရဲကလည်းလိုက်ဖို့လုပ်ပါတယ်။ဒါပေမဲ့အဖေဖြစ်သူကခွင့်မပြုတာကြောင့်နေခဲ့လိုက်ရပါတယ်သူတို့တင်မောမထွက်ခင်မှာတော့သခင်ကြီးလည်းရောက်လာခဲ့ပြီးတော့ကက်စပီယန်ကိုယဉ်ကြီးတက်နေတဲ့ဓာတ်တစ်ချောင်းလာပေးပါတယ်အဲ့ဒါကကက်စပီယန်ရဲ့အဖေကိုဘရင်အက်စလန်ချီးမြှင့်ခဲ့တဲ့ဓာတ်ဖြစ်ကြောင်းလည်းပြောပြပါတယ်အက်စလန်ပေးခဲ့တာကတော့9ချောင်းပါကျန်တဲ့သခင်တွေမှာလည်းတယောက်တစ်ချောင်းစီရှိတာမို့ဓာတ်လာပိုင်းကျန်တဲ့သခင်တွေကိုရှာဖို့လဲပူလွယ်သွားလိမ့်မယ်လို့ပြောပါတယ်ဒါနဲ့ပဲကက်စပီယန်တို့လည်းဓာတ်ယူပြီးတော့ခရီးဆက်လာလိုက်ကြပါတယ်ခရီးဆက်လာရင်မှသူတို့သိတာကတော့ဂေရဲကသူတို့တင်မောပေါ်မှာခိုးလိုက်လာတယ်ဆိုတာကိုပါပဲဒါပေမဲ့လူစီရောအက်တိုရောဂေရဲကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးကြပါတယ်ဒီလိုနဲ့သူတို့အုပ်စုနောက်ထပ်လုံကျွန်းတကျွန်းစီကိုရောက်လာပါပြီကျွန်းမှာလည်းတောထူနေခဲ့ပြီးတော့လူရှိတဲ့အရေးအယောင်မရပါဘူးကက်စပီယန်ကလည်းတင်မောသားအလုံးကျွန်းပေါ်မှာတညတက်အိပ်ပြီး
မနေ့မှကျွန်းကိုပတ်ကြည့်မယ်လို့ပြောပါတယ်ကျန်တဲ့သူတွေလည်းပြင်ပန်းနေကြပြီဖြစ်တာကြောင့်သူတို့အုပ်စုလည်းကျွန်းပေါ်မှာပဲညအိတ်လိုက်ကြပါတယ်မနေ့ဝီလီဝီလင်းအချိန်မှာတော့မင်းစာအုပ်စုတစုရောက်လာပြီးတော့စာဖတ်တတ်တဲ့လူစီကိုဖမ်းသွားပါတယ်ကိုပြောင်းနေတဲ့မင်းစာအုပ်စုလည်းမမြင်ရတဲ့အိမ်တကားမယူဖွင့်ပြီးတော့လူစီကိုအထဲဝင်ခိုင်းပါတယ်သူတို့လိုချင်တာကတော့လူစီကိုအိမ်ရဲ့အပေါ်ရက်တက်ပြီးတော့သူတို့ကိုမမြင်အောင်လှုပ်ထားတဲ့ဂါရာကိုဖျက်ပစ်ဖို့ပါပဲလူစီလည်းမင်းစာရီပြောတဲ့အတိုင်းလှုပ်ပေးဖို့အိမ်ထဲကိုဝင်လာလိုက်ပါတယ်အဲ့ချိန်ကက်စပီယန်တို့ကတော့အိမ်နေရာကနေနိုးလာကြပြီဖြစ်တာကြောင့်လူစီပြောင်းနေတာလည်းသိသွားပါပြီကက်စပီယန်တို့လည်းမင်းစာချေရာအကြီးကြီးနောက်လိုက်ပြီးတော့အင်ကြီးရှိရာစီကိုရောက်လာကြပါတယ်ဒါပေမဲ့အင်ကြီးကကိုပြောင်းနေတာကြောင့်အင်ကြီးကိုတော့မမြင်ရကြပါဘူးလူစီကတော့အိမ်ရဲ့အပေါ်တက်ကိုတက်ပြီးတော့ဂါရာစာအုပ်ကိုဖွင့်ဖက်နေပါပြီဂါရာစာအုပ်ထဲမှာလူစီစိတ်ဝင်စားမိတဲ့တခုတည်းသောဂါရာကတော့သူများရဲ့အလှတရားကိုယာယီပေးနိုင်တဲ့ဂါရာပါပဲလူစီလည်းဂါရာစာအုပ်ကိုဖျက်ယူလိုက်ပါတယ်သူမသိလိုက်တာကတော့အဲဂါရာဆိုတာကမြူကိုစိမ့်ကြီးရဲ့လက်စားမှုတစ်ခုဆိုတာပါပဲခဏအကြောင်းမှာတော့မင်းစာရီပြောတဲ့ဂါရာကိုလူစီကရှာတွေ့သွားပါတယ်လူစီလည်းဂါရာကိုရွတ်ပါတယ်သူအဲ့လိုဂါရာရွတ်လိုက်တာကြောင့်မင်းစာရီလည်းကိုပြောင်းနေရကနေကိုပြန်ပေါ်လာပါတယ်လူစီကတော့သူနာရှိနေတဲ့မော်ဆီယာကြီးနီကိုဒင်းနဲ့တွေ့ပါတယ်အဲ့ချိန်မှာမင်းစာရီကတော့ကက်စပီယန်တို့နဲ့ရှိနေတာပါကက်စပီယန်တို့ကလည်းတကယ်ကတေးသေးလေးတွေဆိုပေမဲ့အကြီးဟန်ဆောင်နေတဲ့မင်းစာရီကြောင့်ဦးတန်းအောင်ရင်းနေကြပါပြီတိတ်မကြခင်မှာပဲလူစီနဲ့မော်ဆီယာလည်းအိမ်ထဲကနေထွက်လာပါတယ်မော်ဆီယာကလည်းမင်းစာရီကိုခြောက်လွတ်လိုက်ပြီးတော့ကက်စပီယန်တို့ကိုသူ့အိမ်ကြီးတွေကိုဖိတ်ပါတယ်အိမ်ထဲရောက်ချိန်မှာတော့မော်ဆီယာကသူသိမ်းထားတဲ့မြေပုံကိုထုတ်ပြပါတယ်အဲ့ပြင်တခင်6ယောက်ကမြောက်ဖက်ကျေလမ်းညွန်မှုနဲ့အတူမြောက်ပိုင်းကအက်ဆလန်ရဲ့စပွဲဝိုင်းစီကိုသွားခဲ့တဲ့အကြောင်းကိုပြောပြပါတယ်အမှန်တော့တခင်9ယောက်ရဲ့ဓာတ်တွေကအက်ဆလန်စပွဲပေါ်မှာစုပြီးတင်နိုင်ခဲ့မယ်ဆိုရင်မကောင်းဆိုးဝါးကိုနှိမ်နှင်းနိုင်လောက်တဲ့အစွမ်းတစ်မျိုးကိုပေးမှာပါဒါကြောင့်မော်ဆီယာလည်းကက်စပီယန်တို့ကိုတခင်9ယောက်ရဲ့ဓာတ်တွေကိုလိုက်ရှာဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့သိမကြခင်မှာပဲကက်စပီယန်တို့လည်းခရီးဆက်ထွက်လာခဲ့ကြပါတယ်ခရီးထွက်လာရင်အတန်ကြာတဲ့အခါမှာတော့သူတို့အုပ်စုမုံတိုင်းမိပါတယ်ကပတိန်ကလည်းသွားရင်လာရင်မုံတိုင်းမိတဲ့အပြင်ရိတ်ခါကလည်းတဝက်ပဲကျန်တော့တာဖြစ်လို့လှည့်ပြန်ချင်နေပါပြီဒါပေမဲ့ကက်စပီယန်နဲ့အတိုကမပြန်မှုလုပ်နေတာကြောင့်မတက်တာပဲခရီးဆက်လာရပါတယ်မုံတိုင်းပြီးသွားပြီးရပ်ပိုင်းလောက်ကြာမှာတော့သူတို့တင်မော်လည်းရိတ်ခါပြတ်သွားပါပြီကံကောင်းကျင်တော့ရိတ်ခါပြတ်တဲ့နေ့မှာပဲသူတို့အုပ်စုကျွန်းကျွန်းကိုတွေ့ပါတယ်ကက်စပီယန်နဲ့အတိုလည်းကျွန်းမှာပဲကန်းကက်လိုက်ပြီးတော့ဟိုဒီဒီပတ်ရှာပါတယ်ကက်စပီယန်အန်နဲ့လူစီကတော့ကျွန်းကိုလေးလာဖို့သွားတာပါကျန်တဲ့သူတွေကတော့ကျွန်းပေါ်မှာအစာရိတ်ခါတွေကိုပတ်ရှာပါတယ်ကက်စပီယန်တို့သုံးယောက်ကတော့သွားရင်းနဲ့ဂူတလုံးကိုတွေ့ပါတယ်အဲဂူမှာကကျိုးလဲတက်ထားပြီးသားဖြစ်တာကြောင့်ကက်စပီယန်တို့လည်းအထဲကိုဝင်ကြည့်ပါတယ်အထဲမှာတော့ရေနဲ့တီးသမျှအရာအလုံးကိုရွှေဖြစ်ပြောင်းနိုင်တဲ့ရေကန်တကန်ရှိနေပါတယ်ရေကန်စက်မှာတော့လူတစ်ယောက်ကိုတွေ့ရမှာပါအဲလူကတော့တခင်6ယောက်ထဲကတယောက်ပါပဲဒါပေမဲ့သူလည်းရွှေရုပ်ထုကြီးဖြစ်နေပါပြီကက်စပီယန်တို့လည်းအဲလူရဲ့ရွှေဖြစ်သေးတဲ့ဓာတ်ကိုယူလာလိုက်ပါတယ်တစ်ဖက်မှာတော့ဦးစတီကငကားသက်ရေဒနာတွေနဲ့တွေ့ပြီးတော့လောဘတက်မိတာကြောင့်ငကားနဲ့တိုးနေပါပြီကက်စပီယန်တို့ပြန်ထွက်လာချိန်မှာတော့ဦးစတီကမရှိပါဘူးဒါကြောင့်ကက်စပီယန်တို့လည်းပြန်သွားရှာရပါတယ်အဲလိုသွားရှာရင်းနဲ့ငကားသားရေဒနာတွေလည်းမှာတင်နေတဲ့သခင်တယောက်ကိုတွေ့ပါသေးတယ်ဦးစတီရဲ့အင်ကြီးတွေကလည်းမီးလောင်နေပြီဖြစ်တာကြောင့်အဲလည်းဦးစတီကတည်သွားပြီလို့တွေးလိုက်ပါတယ်ဒါနဲ့ပဲအတူလည်းတည်သွားတဲ့သခင်ကြီးရဲ့ဓာတ်ကိုယူပြီးတော့ပြန်လာလိုက်ကြပါတယ်သူတို့ကန်ဆက်ရောက်ချိန်မှာတော့ငကားပုံပြောင်းသွားတဲ့ဦးစတီနဲ့တွေ့ကြပါတယ်ကက်စပီယန်နဲ့အတူလည်းဦးစတီကငကားကြီးဖြစ်သွားတာကြောင့်ဘာလို့ရမလဲမသိတဲ့အဆုံးမှာကျွန်းပေါ်မှာပဲညာအိပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ညာရောက်ချိန်မှာတော့အားငယ်နေတဲ့ဦးစတီတယောက်ငိုပါပြီ။ရီဘီချီလည်းဦးစတီအတွက်အားဖြစ်အောင်ဆိုပြီးတော့သူ့စွန့်စားခန်းကြီးအကြောင်းကိုပြောပြပါတယ်။ဒီလိုနဲ့ဦးစတီနဲ့ရီဘီချီတို့လည်းတငယ်ချင်းကြီးဖြစ်သွားကြပါတယ်။နောက်နေ့မနက်မိုးလင်းလာတဲ့အချိန်မှာတော့သူတို့အုပ်စုမြောက်ဖက်ကကြေပြာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူတို့လည်းတင်မောနဲ့အတူကြေပြာရှိရာကိုခရီးဆက်လာလိုက်ကြပါတယ်။ဒါပေမဲ့လင်းငိမ့်နေတာကြောင့်တင်မောကရှေ့ဆက်သွားဖို့မလွယ်နေပါဘူး။ဦးစတီကလည်းငကားဖြစ်လို့ရှိနေတဲ့သူ့ရဲ့အားရီသုံးပြီးတော့တင်မောကြီးကိုဆွဲလာပေးပါတယ်။ဒီလိုနဲ့ဦးစတီကြီးစုကြောင့်နေမဝင်ခင်မှာရင်အက်ဆလန်ရဲ့ကြောက်စပွဲစီကိုရောက်လာပါပြီ။ကြောက်စပွဲပေါ်မှာတော့အစားအသောက်တွေအများကြီးရှိနေပါတယ်။အဲ့ပြင်ကျင်းစာတင်ပြီးအိပ်ပျော်နေတဲ့သခင်3ယောက်လည်းရှိပါတယ်သူတို့ကျင်းစာတင်နေဆိုတာကလည်းအက်ဆလန်ရဲ့ဇပွဲကိုလာပြီးရန်ဖြစ်နေကြလို့ပါကက်စပီယန်တို့လည်းသခင်3ယောက်ရဲ့ဓာတ်တွေကိုယူပြီးတော့ဇပွဲပေါ်ကိုတင်လိုက်ပါတယ်ဒါပေမဲ့ဓာတ်တစ်ချောင်းတော့လုံနေတုံးပါပဲဒီချိန်မှာပဲကျေပြာရဲ့သမီးတော်ကရောက်လာပြီးတော့နောက်ဆုံးဓာတ်ရှိရာစီကိုလမ်းညွှန်ပေးပါတယ်နောက်ဆုံးဓာတ်ရှိတဲ့နေရာကတော့မကောင်းဆိုးဝါးကျွန်းမှာပါပဲဒီမကောင်းဆိုးဝါးကျွန်းဆိုတာကလည်းမြူစိမ်းရဲ့ပိတ်ကိုင်ရှင်မကောင်းဆိုးဝါးကြီးနေနေတဲ့နေရာပါကက်စပီယန်တို့လည်းမတက်တာတဲ့အဆုံးမှာမကောင်းဆိုးဝါးမြေရဲ့နေနေမိထဲကိုဝင်လာပါပြီမကောင်းဆိုးဝါးမြေတွေကိုရောက်ချိန်မှာတော့နောက်ဆုံးကြံနေတဲ့သခင်နဲ့တွေ့ပါတယ်သူကတော့အသက်ရှင်နေတော့မှကက်စပီယန်လည်းအဲ့သခင်ကိုတင်မောဖို့ခေါ်ပြီးတော့တင်မောလှည့်ဖို့လုပ်ပါတယ်ဒါပေမဲ့ဒီအချိန်မှာပဲမကောင်းဆိုးဝါးရောက်လာပြီးတော့သူတို့ကိုတိုက်ခိုက်တာကြောင့်ဒုက္ခရောက်ကုန်ပါပြီမကောင်းဆိုးဝါးကလည်းမွေပုံကြီးနဲ့တိုက်ခိုက်ပါတယ်ဦးစီးကရောက်လာပြီးတော့မကောင်းဆိုးဝါးနဲ့တိုက်ခိုက်ပြီးမြဲသခင်ကြီးကဦးစီးကိုမကောင်းဆိုးဝါးလို့ထင်သွားပြီးတော့သူ့ဓာတ်နဲ့ပြစ်ပေါက်ပါတယ်ဒါကြောင့်ဦးစတီလည်းနေရာကနေထွက်သွားပါပြီဦးစတီလည်းနာကျင်တဲ့တန်ကြောင့်တွေ့ရတဲတောင်ပေါ်ဆင်းပြီးတော့ဝမ်းနေနေပါတယ်ဒီချိန်မှာပဲအက်ဆလန်ရောက်လာပြီးတော့ဦးစတီကိုလူပုံပြန်ပြောင်းပေးလိုက်ပါတယ်။အဲ့ပြင်သခင်ကြီးရဲ့ဓာတ်နဲ့အတူဇပွဲဝိုင်းစီတောင်ပြန်ပို့ပေးလိုက်ပါတယ်။ဦးစတီကလည်းသူနဲ့ပါလာတဲ့ဓာတ်ကိုယူပြီးတော့အက်ဆလန်ရဲ့ဇပွဲဘုတ်အမြန်တင်ပါတယ်။သူအဲ့လိုတင်လိုက်တယ်ဆိုရင်ပဲဓာတ်9ချောင်းရဲ့စွမ်းရည်တွေကပီတာရဲ့ဓာတ်တွေကိုစီးဝင်သွားခဲ့ပါတယ်။ဒီအခါမှာတော့ပီတာရဲ့ဓာတ်ကိုကင်ထားတဲ့အက်လည်းမကောင်းဆိုးဝါးကြီးကိုအနိုင်ယူနိုင်ပါတယ်။မကောင်းဆိုးဝါးကြီးကိုအနိုင်ယူလိုက်ပါပြီ။အဲဒီနောက်မှာတော့ပျောက်သွားတဲ့ပြည်သူတွေလည်းပြန်ရောက်လာကြပါတယ်။လူစီတို့ကလည်းမြောက်ဖက်စွန်းကိုရောက်နေပြီဖြစ်တာကြောင့်
အက်စလန်တိုင်းပြည်ရဲ့နေဆက်စီကိုရောက်သွားပါပြီဒါနဲ့လူစီတို့လည်းအက်စလန်ကိုတွေ့ကြပါတယ်အက်စလန်ကလည်းလူစီတို့ကိုအိမ်ပြန်ပို့ပေးဖို့လုပ်ပါတယ်ရီဘီချီတို့ကတော့အက်စလန်ရဲ့တိုင်းပြည်စီကိုထွက်သွားခဲ့ပြီးတော့လူစီနဲ့အက်တို့၃ယောက်ကတော့လန်ဒန်မြို့ကြီးစီကိုပြန်လာလိုက်ကြရင်းနဲ့ဇလန်လေးတွေပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ